Good morning everyone, this is Taswe from MIPD Institute. Today I will be teaching some English pronunciation tips. English pronunciation နဲ့ပတ်သက်တဲ့ tips လေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအနေနဲ့ British accent နဲ့လေ့လာနေတဲ့သူတွေရှိသလိုကျွန်တော်တို့ American English accent နဲ့လေ့လာနေတဲ့သူတွေလည်းရှိပါတယ်။ကျွန်တော်ဒီနေ့ဗီဒီယိုမှာဆွေးနွေးသွားမှာကတော့ American accent ကိုလေ့လာနေတဲ့သူတွေအနေနဲ့ pronunciation အမှန်ထွက်လာနိုင်အောင်လို့အထောက်အကူဖြစ်စေမဲ့ trick လေးတစ်ခုကို tips လေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီ tips လေးကတော့ကျွန်တော်တို့စကားလုံးတစ်လုံးဟာ ty နဲ့ဆုံးတယ် ty ဆိုတဲ့ alphabet လေးရဲ့အရှေ့မှာ vowel sounds ပါလာတယ်ဒါမှမဟုတ် a e i o u ပါလာပြီဆိုလို့ရှိရင်တော့အဲ့ဒီ ty t ဆိုတဲ့အတန်က ABCD မှာပါတဲ့ D အတန်ပြောင်းသွားပါတယ်အဲ့တော့ let's see some examples ဥပမာနည်းနည်းကြည့်ရအောင်ဥပမာကြည့်လိုက်ရင်ပိုပြီးနားလည်မယ် CITY CD မျိုးတော်အဲ့တော့မျိုးတော်ဆိုတဲ့ဒီစကားလုံးမှာ TY နဲ့ဆုံးတယ်သူ့ရဲ့အရှိမ vowel I ပါလာတာမို့လို့ TY ရဲ့အတန်က D ဆိုပြီးတော့ပြောင်းသွားပါတယ်အဲ့တော့ဒီလိုမျိုးအတန်ပြောင်းတာကို first D လို့တယ်လို့ခေါ်ပါတယ်နောက်ပြီးတော့ almost D လို့လည်းခေါ်ကြပါတယ် let's see some examples PITY PD တနာစရာလေးတနာစရာကောင်းသည်နောက်တစ်ခုက PARTY 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 ပွဲပေါ့နောက်ပြီးတော့ THIRTY 30ဆိုတာ30ပေါ့နော်နောက်ပြီးတော့ ability ဆိုတာစွမ်းဆောင်ရည်ပေါ့နော်နောက်တစ်ခုက university ဆိုတာတက္ကသိုလ်ပေါ့နော်အဲ့တော့ဒီကောင်တွေဟာ ty နဲ့ဆုံးတာမလို့ကျွန်တော်ကတောက်လျှောက် d ဆိုပြီးတော့အတန်ထွက်နေတာဖြစ်ပါတယ်နောက်တစ်ဥပမာကြည့်ရမယ်ဆိုလို့ရှိရင်တော့ quality ဆိုတာအရည်အသွေးဖြစ်ပါတယ်ပေါ့နော်ဒီအရည်အသွေးမှာလည်း ty နဲ့ဆုံးတာမလို့ဒီအတန်ထွက်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ quantity ဆိုပြီးတော့အတန်ထွက်ပါတယ်ပေါ့နော်အဲ့တော့ American accents ကိုလေ့လာနေတဲ့သူတွေအနေနဲ့စကားလုံးတစ်လုံးဟာ ty နဲ့စုံပြီးတော့သူ့ရဲ့အရှိမ vowel sound သို့မဟုတ် vowel တစ်ခုခုပါလာပြီဆိုတာနဲ့ D ဆိုပြီးတော့အတန်ထွက်ရတယ်ဆိုတာကိုနားလည်မယ်လို့ယုံကြည်ပါတယ် Thank you so much